Hello Vistas ကျွန်တော်ဒီအပတ်မှာတော့ဒီ cut down ဆိုတဲ့ freezer bub လေးကိုရှင်းနေတူတူလေ့လာကြည့်အောင်ဒီ cut down ဆိုတဲ့ freezer bub လေးကတော့ခုတ်လဲသည် short ချသည်ဆိုတဲ့အဓိပ္ပာယ်ရရပေါ့နော်သူကတော့ဒီတစ်ပင်တွေကိုခုတ်လဲတဲ့အခါမျိုးပြီးအရေးအတွက်ပမာဏတွေကို short ချတဲ့အခါမျိုးမှာသုံးနေပေါ့နော်ဒီ short ချသည်ဆိုတဲ့အဓိပ္ပာယ်ကိုပဲကျွန်တော်က cut down on ဆိုပြီးတော့လေကျွန်တော်သုံးလို့ရသေးရပေါ့နော်သူကကျွန်တော်ဒီ teacher ရဲ့ habit တွေပုံမှန်လုပ်နေကြအရာတစ်ခုခုကို short ချတဲ့အခါမျိုးမှာသုံးနေပေါ့နော်example sentences လေးတွေကိုရှင်းနေတူတူကြည့်ကြည့်အောင်present tense အနေနဲ့ရေးရမယ်ဆိုရင် I need to cut down this essay to 500 words အဲ့တော့ငါဒီစာစီစာကုန်းကိုစလုံးရေ900အထိ short ချဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ထပ်ချက်တော့ past tense အနေနဲ့ကြည့်ရမယ်ဆိုရင် they cut down the old mango tree last week သူတို့ကအရင်အပတ်ကဒီတရက်ပင်အိုကြီးကိုခုတ်ပစ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်ထပ် future tense အနေနဲ့ကြည့်ရမယ်ဆိုရင်The doctor said you must cut down on drinking coffee. ဆရာဝန်ကမင်းကို coffee short တောက်ဖို့ပြောခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်ဒီ cut down ဆိုတဲ့ phrasal verb လေးရဲ့အဓိပ္ပာယ်လေးတွေကို example sentences လေးတွေကိုနားလည်မယ်လို့ထင်ပါတယ် exam အနေနဲ့ချက်ကို comment ပေါက်ထဲမှာစာတစ်ကြောင်းရေးခဲ့ပေးပါအောင်နော် Thanks for watching. See you in the next video. Bye bye.